မင်္ဂလာပါကျွန်တော်အခုနောက်ပိုင်းမှာ TikTok boosting ကလည်းရလာပြီဆိုတော့ကျွန်တော်တို့ဒီမြန်မာပြည်က audience တွေအနေနဲ့လည်း TikTok မှာ boost လုပ်လာကြပြီပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ boost လုပ်တဲ့နေရာမှာကျွန်တော်မှားနေတဲ့အမှားလေးတချို့ရှိရပေါ့နော်အဲ့ဒီမှားလေးတွေကိုကျွန်တော်ဒီနေ့မှာဖော်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နံပါတ်1ချက်အနေနဲ့ကကြာကျွန်တော် goal တိတိကျကျမတတ်မှတ်ခြင်းပေါ့နော်ကျွန်တော် TikTok မှာ boost လုပ်မယ်ဆိုရင် follower များများရချင်တာလား view များများချင်တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့တခြားwebsite traffic လားဒါမှမဟုတ် message နဲ့ run မှာလားပေါ့နော်စသဖြင့်ကျွန်တော်တို့ objective တွေတတ်မှတ်လို့ရတယ်ကျွန်တော်တို့တတ်မှတ်ထားတဲ့ objective ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ content တွေကိုဘယ်လိုပုံစံမျိုးတွေပြန်လဲတိုင်းတာလို့ရမလဲဆိုတော့ဆုံးဖြတ်လို့ရမှာလည်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကကြာတော့ကျွန်တော်တို့boost မလုပ်ခင်အရင်မှာကျွန်တော်တို့ post တွေကိုတခြားပြင်ဆင်ထားတဲ့တယ်ပေါ့နော်ကျွန်တော်တို့ video တွေနည်းနည်းစုံစုံလင်လင်လေးတင်ပြီးတော့မှကျွန်တော်တို့ boost ကိုစလုပ်တင်တယ်ပေါ့နော် boost ကကိုလုပ်တဲ့ boost ကနေတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ profile ကိုတခြားမပြင်ဆင်ထားဘူးဆိုရင်ကျွန်တော်တို့လုပ်တဲ့ boost ကလည်းတိတ်ပြီးတော့မှ effective ဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ boost မလုပ်ခင်အရင်မှာကျွန်တော်တို့product နဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ service နဲ့သက်ဆိုင်တဲ့ video လေးတွေကိုအရင်ပုံမှန်တင်ထားတင်တယ်ပေါ့နော်ပြီးတော့မှတော့ကျွန်တော်တို့ boost လုပ်မဲ့ video လေးကိုစိတ်တိုင်းကြရွေးချယ်လို့ရပါတယ်ကျွန်တော်တို့တတိယအချက်အနေနဲ့ကကြတော့ကျွန်တော်တို့ရဲ့boost လုပ်ပြီးရင်ပြီးရောဆိုပြီးပြစ်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ result တွေတိုင်းတာတင်တယ်ပြီးသွားရင်အဲ့ဒီမှာရလာတဲ့comment တွေကို interaction လုပ်တင်တယ်ပေါ့နော် comment တွေကို reply ပြန်တင်တယ်ဒါမှတော့ကျွန်တော်တို့ရဲ့ video က TikTok ရဲ့ algorithm အရ engage တွေထပ်တက်ပြီးတော့မှကျွန်တော်တို့ရဲ့ boost လုပ်တဲ့ cost တွေကလည်းတဖြည်းဖြည်းနဲ့ကျသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်အပေါ်မှာဖော်ပြပေးသွားတဲ့အချက်လေးတွေကိုအဓိက key site ဖို့တော့ကျွန်တော်အကြံပေးလို့ရတယ်ပေါ့နော်ကျွန်တော်စီမှာလည်း TikTok boosting နဲ့ service တွေစပြီးတော့ပေးနေပြီဖြစ်တဲ့အတွက်ကြောင့် TikTok နဲ့ပတ်သက်တာတွေ video ဘိုင်းနဲ့ပတ်သက်တာတွေအတွက်ကိုအသေးစိတ်တိုင်မြင်ဆွေးနွေးလို့ရပါတယ်